Naka kalau misalnya. Hi မင်္ဂလာပါနုနုကိုကိုတော်တော်လာဆာဆာတောက်တောက်ဘလုံးမကြိုဆိုလိုက်ပါတယ်ရှင်။ဟိုနေ့ကတင်ထားခဲ့တဲ့ငါးဦးစီပေါင်းလေးတွေကိုသိကြတယ်မလားရှင်။အစားကတော့ချက်ပြတဲ့ဗီဒီယိုလေးရိုက်မလို့ပါရှင်။ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်မချက်ပြလိုက်ရပါဘူးရှင် Let's go ပြီးတော့ပြောရအောင်မယ် ။နုနုနဲ့ကိုကိုရဲ့ဗယံပရာပြောတဲ့ဟာလေးတွေပဲကြည့်ပေးကြပါဦးရှင်။ Naka kalau misalnya. ငါကငါလည်းဘလို့ချက်လိုက်မှမသိ Nice. တော့ရင်မင်းသားတွေဖွေးဦးထမင်းမချက်ပါဘူးခင်စီပါလေးရဲ့တမန်လေးနေလိုက်တာပိုကောင်းထွန်းရခုမှချက်ပြီးလို့စားပါရှင်ဒါတော့ top secret Naka kalau misalnya. ကောင်းတော့ဒီဟာလေးနဲ့ဆိုလိုက်မယ်နော်ဒီဟာမလောက်တော့ခက်အဓိကဝင်ထားတယ်တော့ဆုံးနေလို့မလုပ်ရအောင်နော်ခင်ဗျာမချက်နဲ့ဘီယာတက်တဲ့နေနေမှာချက် ဖြစ်တော့ပြန်ငါလာရင်တော့ငါရှင်ကငါထွန်းနေတာလေနဲ့နော်လိုက်ရဘယ်လိုကြိုက်မကြိုက်ကိုကြိုက်လို့ရည်ကြီး တစ်ခါတမျိုးစီပဲချက်ရအောင်ပါအဲ့လို ခောက်ကြလေးလည်းလောငါ့ကိုဒီပါပြီပါလေ ဟုတ်ရပါ အရင်တော့ကလေငါတို့ဘယ်လိုဥစီပေါင်းလဲဆိုရင်လုံးဝမကြိုက် ညီလို့ ညီလို့ နော်ဟုတ်ဖုတ်လေးဘာလေးနဲ့တင်မယ်လဲ စကွတ်လိုဥစီပေါင်းနေပုံသွားပါရင်ကျမအများကြီးထည့်ထားတာပါ ဘယ်ရောက်တာ ဘယ်လိုစားသွားလဲမသိပါဘူး ငါတော့တနခါသွားလေတော့ပြီးလိုက်တာမဟုတ် ဒီပါဘယ်မှာဥစီပေါင်းရှိသေးရလေ မမ ဟိုထဲမှာအနစ်တွေကို ဟုတ်အဲ့ဒီကောဝေးရမင်းနဲ့ ကျမလည်းစားကြတယ်လို့ရှောက်ချက်လိုက်ချက်ပြီးမှတော်တော်ကောင်းသွားကျမကောင်းနေဆိုရင်ကျမယောက်ျားလည်းအရင်ကြိုက်တယ်ပြီးတော့လူစားရတဲ့ပွဲရှင်သမင်းလွတ်တီးလိုက်ပါခိုးရပိုင်းပေးပြောင်းဘယ်လိုစားလို့စားကျင်နေမှန်းကိုမသိဘူးအရင်စားရင်ဒီလိုစက်ကလာ စစ်ခဲ့နည်းနည်းတော့ကြံသေး ဥစီပေါင်း ဒီတော့ကထပ်စီရလိုက်ကြ နေ့ကနေလိုက် အဲ့ဒီလုံနေခြင်းအတွင်းမှာပဲအတန်လေးကအဲ့ဒါဖြစ်သွားပါတယ်ရှင် ကျမလည်းအရင်အကောင်လေးလူလည်းရှင်းရှင်း ဒီလိုမျိုးဘယ်လိုလုပ်ရမှာလဲနည်းပြောလိုက်တော့ကြက်မပြေကြတော်တော်တာလည်းလို့နေကြက်လည်းမပြေ မဖို့လောက်ကမဟုတ်ဘူးအဲ့လိုမပြောရအောင်နိုစကနေချာ ဟုတ်ကဲ့ကွာဒီကလည်း limited edition လာလို့သား တခါချက်ပြီးဘယ်တော့မှမချက်တတ်တယ်လို့ စားလို့မရဘူးဒါကကြက်ပြီးစားလို့မရချက်တဲ့ချိန်ကိုဒါကပုံယုံစားစားတာမစားရင်အသွားဒါပေမဲ့ကောင်းတာများတယ်ဒါဝင်ခံနေကြကောင်းတာများတယ်ခိုင်းရဒီတော့ကောင်းတာများပဲဆိုကြတယ်လားတော့ဘိုင်းစားဟိတ်ပါညာဆိုချင်းချက်ထားတယ်ငါကပြောနေပါဆွနေတာပြီးလို့ရှိရင်ဘိုင်းချမ်းမသိဒါပဲစားကုန်တော့မြောက်ပြောနေဖြစ်နေတော့ဒါအော်ကောင်းတယ်သူတာပါ မဟုတ်ဘူးလားတူဟုတ်တယ်ဒီလိုဒီပေါင်းနေဘူးဒီနေ့လေးစမ်းဟောက်ခတ်ပါရဒီလိုတေးတမညက်ခဲ့ဦးဆက်လာ thế này bắt đầu bao giờ đi trời amazing chú lắm mà tao có gì con chết နုနဲ့ကိုကိုကတော့ရောက်တဲ့ရာတွေပဲပြောတတ်ပါတယ် အဲ့ ရှ မ င် ရဘူးနော်ဒီလိုလေး mùi này lấy mới xài được bao mà chiêu nó đây là mình ra rồi không khi đâu nó tùy không đó cô không nói chuyện là muốn bấm miệng rồi ဟဲ့ပြီးမှာညလို့မပြီးတယ်ပြုမကြိုက်ဘူးဒီနေ့စားနေတယ်ဆိုရင်ဟောတာစတင်လို့ရပါပြီ đang là ခု cái လို nó အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးကိုချစ်တယ်